ထိုအချိန်တွင်ဘာယာနတိမင်းဖြစ်သူပီလိယခမင်းကြီးသည်တမင်သားကိုလွန်စွာတတ်မှတ်သောကြောင့်ဟိမဝန္တာတောသို့ဝင်လာသည်တမင်များကိုပြစ်ခတ်ရင်းမိဂသမရာသို့ရောက်လာသည်မင်းကြီးသည်သူဝနတာမနေစဉ်ရေခတ်ဆင်းသောရေစိတ်တွင်တမင်ခြေရန်များကိုတွေ့လိုက်ရသည်ဤနေရာတွင်တမင်များကိုပြစ်ခတ်ရန်အတွက်ပုံးကွယ်ချောင်းမြောင်းနေသည်မကြာမီသူဝနတာမသည်ရေခတ်ဆင်းလာသည်တမင်အပေါင်းချန်ရန်လျက်လိုက်ပါလာကြသည်မင်းကြီးသည်သူဝနတာမကိုမြင်သောအခါမမြင်စဘူးအလွန်ထူးသောကြောင့်လူသားဟုမထင်ထို့ကြောင့်ဖမ်းယူရန်ကြံလေသည်တို့ရတွင်အနားသို့ကပ်သွားသည့်အခါထွက်ပြေးကွယ်ပြောက်သွားမှာကိုစိုးရိမ်သည်ထို့ကြောင့်မပြေးနိုင်အောင်ပြုပြီးမှဖမ်းမိဟုကြံ၍အစိတ်လူသောများဖြင့်ပစ်လိုက်လေသည်မြားသည်သူဝနတာဘ၏ညာဘက်နှံပါးမှဝင်၍ဘယ်ဘက်နှံပါးသို့ဖောက်ထွက်သွားသည်တမင်များသည်လေးပစ်တန်ကြား၍လန့်ပြေးကြကုန်သည်သူဝနတာမသည်မြားမှန်တော်လဲရေအိုးကိုရုပ်ပြည့်လွတ်မချတတိဖြင့်ထိန်းလျက်ရေအိုးကိုဖြင်းညင်းတော်ချသည်ထို့နောက်မိဘများရှိရာဘက်သို့ခေါင်းပြူ၍တဲတောင်ပြင်၌လှဲလျောင်းနေသည်သူဝနတာမသည်မြားတန်ကြောင့်ကရွင်းမှသွေးများအံလာသည်တို့ရတွင်တတိကိုလက်မလွတ်စေပဲဤအရက်၌ငါမှရန်သူလည်းမရှိပါငါ၏အမိဖာတို့၌လည်းရန်သူမရှိပါမိသူသည်မြားဖြင့်ငါကိုပြစ်သည်ဟု၍ဆို၏ငါ၏သားသည်စားသုံးရသည့်အသားမဟုတ်ငါအရေးသည်အတုံးချ၍ရသောအရာမဟုတ်တို့ဖြစ်လျက်အဘဲကြောင့်ငါကိုသားကောင်ပမာပြစ်လေသည်ဟုထက်၍မိတန်းရှာသည်ပီလိယခမင်းကြီးသည်ထိုသို့မိတန်းတန်ကိုကြားသောအခါအံ့ဩသွားသည်ဤသူသည်ငါကမြားဖြင့်ပြစ်တော်လဲမဆဲရည်မရည်ရွတ်ချစ်ဖွယ်စကားကိုပင်ဆိုမိသေးသည်ဟုဆိုကအနားသို့ချင်းကပ်သွားသည်ထို့နောက်မိမိသည်ပီလိယခမင်းကြီးဖြစ်ကြောင်းပြောပြပြီးနောက်သူဝနတာမအားအကျိုးအကြောင်းမေးမြန်းသည်အသင်ဘယ်သူနည်းဘယ်သူသားနည်းဘယ်မျိုးနွယ်နည်းကျွန်ုပ်ကသူဝနတာမဖြစ်ပါသည်အမိအဖတို့မှာဒုကူလာနှင့်ပါရိကာတို့ဖြစ်ပါသည်တန်ငါမျိုးနွယ်ဖြစ်ပါသည်ယခုတင်မင်းကြီးမြားတံကြောင့်ပြရပါတော့မည်ကျွန်ုပ်ကိုအပဲကြောင့်မြားဖြင့်ပြရပါလိမ့်မည်ထိုအခါမင်းကြီးကလိန်လည်၍ပြောလိုက်သည်ငါပြည့်မြင့်တမင်များသည်တင့်ကိုမြင်သည်ဖြင့်လန့်ပြေးကုန်ကြသည်တို့အတွက်ဒေါသဖြစ်သည်ဖြင့်တင့်ကိုငါပြစ်သည်ဤတော်တွင်ကျွန်ုပ်ကိုမြင်၍လန့်သောတိရစ္ဆာန်မျိုးမရှိပါတမင်များသည်ကျွန်ုပ်နှင့်ပို၍ရှင်ပါသည်ဖြင့်ထိတ်လန့်ခြင်းလုံးဝမရှိကြပါကျွန်ုပ်ကိုမြင်၍တမင်များလန့်ပြေးကြသည်ဟုအဘဲကြောင့်မင်းကြီးဆိုပါသည်။ထိုအခါမင်းကြီးသည်လိန်လည်မိသည်ကိုဝန်ခံရလေသည်။ဤသို့ဝန်ခံပြီးနောက်သူဝနတာမကိုဆက်၍မေးမြန်းစုံစမ်းလေသည်။သူဝနတာမကလည်းမျက်မမြင်ဒုက္ခိတမိဘနှစ်ပါးကိုပြုစုစောင့်ရှောက်နေရသည်ကိုပြောပြသည်။သူဝနတာမသည်မိမိ၏ဒဏ်ရာကိုဂရုမစိုက်နိုင်မိဘနှစ်ပါးတော့သာပူပန်စိုးရိမ်နေရှာသည်အရှင်မင်းကြီးအကျွန်ုပ်၏အမိအဖတို့တွင်စားသုံးရန်တည်တည်6ရက်စာများသာရှိပါသည်တောက်ရန်ရေကားမရှိပါတောက်ရန်ရေမရှိလျင်မိဘနှစ်ပါးသည်တေဆုံးကြရရှာတော့မည်ဟု၍ပြောဆိုမှုကြွေးရှာသည်